ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကျွန်မတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တစေကိုက်လို့တည်ခဲ့ရတဲ့သူရဲကောင်းတဦးရဲ့အကြောင်းပဲဖြစ်ပါတယ်တစေကိုက်လို့တည်ခဲ့ရတဲ့သူရဲကောင်းတဦးကတော့ရန်သူဖြစ်တဲ့ဗမာဘီရင်ကတော့ချီကျူးရတဲ့မွန်သူရဲကောင်းတဦးဖြစ်တဲ့တမိန်ဘရန်ပဲဖြစ်ပါတယ်တမိန်ဘရန်လို့ဆိုလိုက်တာနဲ့တရုတ်စစ်သူကြီးဂါမနီကိုစီးကျင်ထိုးခဲ့တဲ့သူလို့မှတ်မိကြမယ်လို့ထင်ပါတယ်တမိန်ဘရန်တယောက်ဟာရန်သူဗမာပြည်ထံမှာအကျဉ်းကျနေစဉ်တရုတ်စစ်တပ်ဟာအင်ဝနေပြည်တော်ကိုစစ်ချီလာခဲ့ပါတယ်။တရုတ်တပ်မှာတရုတ်စစ်သူကြီးဂါမနီဆိုသူလိုက်ပါလာပြီးတော့ဂါမနီနဲ့အင်ဝဘက်ကသူရဲကောင်းတဦးတို့စီးရှင်းထိုးလို့ကြောင်းအင်ဝဘက်ကနိုင်ရင်တရုတ်စစ်တပ်ကိုပြန်ရုပ်သိမ်းသွားမှာဖြစ်ပြီးအင်ဝဘက်ကရှုံးနေမှာကအင်ဝကိုမိမိတို့လက်သို့အပ်ပါလို့တရုတ်ဘက်ကပြောလာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအင်းဝမှာမျိုးဆောင်တက်တာကြံနေပြီးဗမာသူရဲကောင်းများဟာလည်းစစ်မြေပြေကိုရောက်ရှိနေတဲ့အချိန်ဖြစ်တာကြောင့်ဂါမနီနဲ့စီကျင်းထိုးနိုင်မဲ့သူမရှိပဲဖြစ်နေပါတယ်။မျိုးတော်နေရအနှံ့မှာမောင်းတီးပြီးတော့ဂါမနီနဲ့စီကျင်းထိုးနိုင်မဲ့သူကိုရှာဖွေခဲ့တော့လည်းမရှိပဲဖြစ်နေရကြောင်းထောင်တွင်းမှာနန်းကျနေတဲ့တမိန်ဘရန်တယောက်ကအဆိုပါသတင်းကိုကြားလိုက်ရပါတယ်။တမိန်ဘရန်ကငါသည်အင်းဝနေပြီးတော့မှရှိနေပါလျက်အင်းဝပြည်မကြဆုံးစကောင်းထို့ပြင်အင်းဝသည်ဟန်တာရီဤတကားဝလည်းဖြစ်သည်တရုတ်တို့သည်အင်းဝကိုနာလျင်တော်မှပြန်ကြမည်မထင်အင်းဝပြက်လျင်ဟန်တာရီကိုလည်းလှုပ်ပေးမည်မဟုတ်ထို့ကြောင့်အင်းဝမကြဆုံးအောင်ငါကိုထောင်မှထောက်ခွင့်ပြုပါအင်းဝသားများကိုစားဂါမနီနဲ့စီကျင်းထိုးပေးပါမည်ဟုငါပြောရတော့ကောင်းမည်ဟုစဉ်းစားပြီးထောင်မူးတွေကနေတဆင့်ဘရင်မင်းခေါင်တန်းသို့ရှောက်တင်စေခဲ့ပါတယ်။ဘရင်မင်းခေါင်ကလည်းလက်ခံတော်မူပြီးစီကျင်းထိုးကြရာတရုတ်စစ်သူကြီးဂါမနီကိုအနိုင်ရရှိခဲ့ပါတယ်။အဲဒီနောက်မှာအင်းဝဘရင်မင်းခေါင်ကတမိန်ဘရန်ကိုတမီးတော်ရာဇာတိတာနဲ့လက်ဆက်ပေးမယ်လို့မိန့်ကြားရာတမိန်ဘရန်ကအချက်နှစ်ချက်ကိုတောင်းဆိုခဲ့ပါတယ်။အဲဒီချက်နှစ်ချက်မှာနံပါတ်1ချက်ကတော့ဟန်တာဝရီနဲ့အင်းဝစစ်ဖြစ်ပါကမြည်သည့်ဘက်ကမှမကူပဲဂျားနေအဖြစ်နေရန်နံပါတ်2ချက်ကတော့ကျွန်းဟူသောစကလုံးကိုမတုံးရန်ကျွန်းဟူသောစကလုံးကိုကြားပါကဟန်တာဝရီမှပြန်ပြီးဖြစ်ပါသည်ဘီရင်မင်းကောင်လည်းသဘောတူခဲ့ပြီးတော့တမီးတော်နဲ့လက်ဆက်စေခဲ့ပါတယ်တမိန်ဘရန်နဲ့ရာဇာတီတာတို့မှတာတယောက်ဖွားမြင်ခဲ့ပြီးဘီရင်မင်းကောင်ကမြီးလေးကိုရင်ဝယ်ပိုက်ပြီးညီလာခံမှာတိုင်းရင်းရာတွေဆွေးနွေးနေချိန်မှာဘီရင်မင်းခေါင်ရဲ့သပင်ကိုခလေးကဆွဲမိရာဒီကျွန်းသားတော့ကြာလျင်မင်းရဲ့ကြော်စွာဖြစ်ပေအောင်မယ်လို့အမတ်တမတ်မိန့်ကြားလိုက်ရမှာထိုညမှာတမိန်ဘရန်တယောက်ကဟန်တာဝရီကိုပြန်သွားခဲ့ပါတော့တယ်ဟန်တာဝရီကိုပြန်ရောက်တဲ့အခါရာဇာဒရစ်အားအကြောင်းစုံရှောက်တင်ရာရာဇာဒရစ်လည်းသဘောကျပြီးတမိန်ဘရန်ကိုဒုံးဝန်ဖြစ်တာဝန်ပေးခဲ့ပါတယ်ဟန်တာဝရီမြို့မှာဒုံးဝန်ဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာတမိန်ဘရန်ဟာစစ်တောင်းမျိုးအပြန်လန်းမှာနမဲကြီးတခိုးမောင်မဲအားဖမ်းဆီးပြီးတန်ကျင်လိတက်ထားခဲ့ပါတယ်။နောက်တစ်နေ့မှာအဲ့ဒီလမ်းမှာပဲတမိန်ဘရန်ပြန်လာရာတခိုးမောင်မဲအလောင်းနာရောက်တဲ့ခါမှာဟဲ့လူပြန်ခဲ့အောင်လို့အလောင်းကလှမ်းပြောတာကြောင့်ဒေါသထွက်ပြီးအလောင်းရဲ့ခေါင်းကိုဖြတ်ကမြေနှပိမှာချိတ်ဆွဲထားပြီးဆက်လက်ထွက်ခွာလာခဲ့ပါတယ်။လမ်းခီးမှာအလောင်းရဲ့ခေါင်းကတမိန်ဘရန်ဒူးခေါင်းကိုထိုးမိသွားခဲ့ပြီးသွားသုံးချောင်းစိုက်ဝင်သွားခဲ့ပါတယ်။ဟန်တာဝရီတို့ရောက်တဲ့အခါမှာတော့တမားတော်တွေကကုသပေးပေမဲ့တက်တာတာချင်းမရှိပဲတေဆုံးသွားခဲ့ပါတော့တယ်။ဒါကြောင့်တမိန်ဘရန်ဟာတစေကိုက်လို့တေဆုံးသွားခဲ့တဲ့သူရဲကောင်းတယောက်လို့တင်စားပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့နောက်နေ့မှာလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေဦးမှာမို့လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။ Facebook ကနေကြည့်ရှုတဲ့ပရိသတ်တွေကတော့ like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။